ဒီဘက်ကနေပေါ့နော်ဒီဗီဒီယိုကြည့်တဲ့သူတွေအားလုံးကကိုတက်နိုင်တဲ့လောက်လေးဒီနားနေပြီးစိတ်ခွန်အား supporting နေပေးတာပါလို့ငယ်ပြောချင်ပါတယ်နော်အဲ့တော့အဓိကပေါ့လေဆမ်မဒီ balance with your life ဆိုတဲ့စာအုပ်လေးကလေတကယ်ကိုဘယ်လိုပြောမလဲအကျိုးရှိရပေါ့နော်ငွေဒါ second time ဖတ်တာပါပေါ့စာအုပ်လေးလေအဲ့တော့အဲ့မှာသူကကျမ်းမာရေး view site ဖို့တွေပါတယ်နော် CEO ကျမ်းမာရေး view site ဖို့တွေပါတယ်အဓိက live တစ်ခုမှာကျမ်းမာခြင်းဒီလက်သမားဆိုတဲ့အတိုင်းပဲဆရာမရေးထားpage မှာပေါ့နော်သူက day 3မှာရင်သူကဘာလဲဆိုတော့ကျမရုပ် view site ကိုအရင်ဆုံးမှာထားတယ်ပေါ့နော်ကျမရုပ် view site ကိုမှာထားတယ်နောက်တစ်ခုကကြတော့ inner peace at home နဲ့အိမ်တွင်းမှာငြိမ်းချမ်းအောင်ရှာဖို့ပေါ့နော်ကိုယ့်ရဲ့ဒီအိမ်တွင်းဆိုရင်မှာငွေကဒီဟာလေးကိုဖတ်တဲ့ခါမှာငွေဘယ်လိုသွားမြင်လဲဆိုတော့လေအိမ်တွင်းဆိုတာကိုယ့်ရဲ့စိတ်အထဲကိုယ့်ရဲ့ခန္ဓာကိုယ်အတွင်းထဲက inner peace လို့ငွေကမြင်တယ်ပေါ့နော်အဲ့တော့ဒီစာလေးဖတ်တဲ့ခါမှာကိုယ့်ရဲ့အိမ်ထဲမှာပဲငြိမ်းချမ်းအောင်ရှာမှာလားဆိုတော့မဟုတ်ဘူးကိုယ့်ရဲ့အိမ်ဆိုတာကိုယ့်ရဲ့ခန္ဓာတွေကဟိုငင်းညက်နဲ့ inner peace ကိုချခိုင်းတာလို့တော့ငါကတော့တတ်မှတ်ပါတယ်ပေါ့နော်ဒီအားလေးနဲ့ပတ်သက်ပြီးတော့အဲ့လိုပဲအိပ်ပျော်ဟောင်းညဘက်ဆိုရင်အိပ်ပျော်အောင်အိပ်ဖို့ပြီးပါတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဆင်မဒီမှာဘာမှထားလဲဆိုတော့မလို့ day 5မှာပေါ့နော်မလို့အတဲ့အရာတွေကိုရှင်းထုတ်ဖို့ပေါ့တကယ်ကိုသုံးနေတဲ့ပစ္စည်းတွေကတကယ်အသုံးလို့နေတဲ့ပစ္စည်းတွေလားတကယ်အသုံးမလို့တဲ့ပစ္စည်းဆိုရင်ဆင်မရှင်းထုတ်ဖို့အမိုက်တွေကိုရှင်းပြဖို့ပေါ့နော် day 5မှာတော့မှာထားရဲအဲ့လိုပဲအိပ်ပျော်အောင်အိပ်ပါတဲ့နော်လူတိုင်းက stress ရှိကြတယ်ကွာဒါပေမဲ့ဟိုအိပ်ပျော်အောင်အိပ်ဖို့လဲပေါ့အဓိကအမှားထားရပေါ့နော်နောက်တစ်ခုကကြတော့ဝါကြိုက်ငွေကတော့လေဟိုဒီလိုဆမ်မပြောရဲဒီလိုဟိုဟာလေးမှာပေါ့နော် D1 D2 D3 D4 တွေမှာဆမ်မမှထားတဲ့မှာ balance ပြောင်းနေဖို့ဆိုတဲ့ဒီမှာဒီ water ဆိုတဲ့ဘိုင်းကဟိုရဲကြိုက်တဲ့ဘိုင်းထဲမှာပါတယ်ပေါ့နော်ဘာလို့လဲဆိုတော့လေဒီကိုရိုင်းက water sign ဖြစ်လာပြီးပြီးတော့ရေပါဆိုတော့အရင်သဘောကျလာတော့မသိဘူးပေါ့နော်ဆမ်မမှထားတဲ့အထင်မှာနံပါတ်1က light တစ်ခုမှာပေါ့နော် balance မြင်အောင်နေဖို့ဆိုရင်ရေများများတောက်ရမယ်တဲ့ဒီမဲ့တော့မယ်ပေါ့နော်နောက်တစ်ခုကကျတော့ရေကူးရမယ်တဲ့နော်နောက်တစ်ခုကကျတော့ရေလိုနေပါတဲ့ live ကြီးကရေလိုနေရမယ်ပေါ့နော်အဲ့တော့ရေကားတဲ့ဘယ်လိုမျိုးလဲဆိုတော့လေ तू ကစိတ်ဖြစ်စီမှုတွေကိုရောလာစေတဲ့အတွက်ပေါ့နော်ဟိုရေတောက်ခြင်းအပြင်ဒါမှမဟုတ်ရေကူးခြင်းအပြင် stress တွေကိုရောကြစေတဲ့အဲ့လိုမျိုးရောကြစေခြင်းအပြင် तू ကအကောင်းမြင်တဲ့စိတ်ကိုလေတဲ့ तू ကပို့ပြီးတော့အကောင်းမြင်စေပါပဲပေါ့နော်စိတ်ကိုလည်းစိတ်ဖြစ်စီမှုတွေရောကြတဲ့အတွက်ရေကူးခြင်းအပြင်စိတ်ဖြစ်စီမှုတွေရောကြတဲ့အတွက်အကောင်းမြင်စိတ်ကိုလေတဲ့တိုးတက်စေပါတယ်တဲ့အဲ့တော့ကိုလည်းလှုပ်ရှားတာမှန်တယ်များပေါ့နော်စိတ်ဖြစ်စီမှုရောကြစေတဲ့အတွက်ဟိုဖြစ်နိုင်မယ်ဆိုရင်လည်းရေကူးကြပါပေါ့နော်နောက်တစ်ခုကကျနံပါတ်3ကရေလုံးနေပါပေါ့ရေတဲကိုတဲ့ဒေါသတကြီးနဲ့ခဲလုံးတစ်လုံးပြစ်ပတ်လိုက်တဲ့အခါမှာရေဟာတဲ့ကြေကွဲမသွားပါဘူးပေါ့နော်အဲ့လိုပဲအတင်းအချက်ကြီးငွေကရေကြီးကိုစုပ်ကင်လိုက်မယ်ဆိုရင်လေရေဟာသူ့အလိုလိုလက်တွေချားရနေရောကြသွားမှာပါတဲ့အဲ့တော့ကဘာပေါ်မှာတဲ့အပျော့ပြောင်းဆုံးအရာတဲ့ရေဖြစ်ပါတယ်ပေါ့နော်ဒါကြောင့်သူကဘယ်တော့အခါမှာတဲ့နာကျင်ခံစားရခြင်းမရှိပါဘူးတဲ့လူတွေကတချို့နေရာမှာပေါ့နော်ရေလိုချင်းချင်နေတယ်ရေလိုလူမျိုးတိုက်ခိုက်ဖို့ဆိုတာလည်းအတော်ခက်ခဲပါတယ်တဲ့ဟိုဥပမာငွေလိုလူမျိုးလုံးဝဘယ်သူမှလာတိုက်ခိုက်လို့မရအောင်ဘလို့နာကျင်သေးချင်တာလေငွေရအေးစီပဲအရင်ခုဖြစ်တယ်ပေါ့နော်ငွေရကိုအရင်ခုဖြစ်တယ်ခုဖြစ်အောင်လည်းနေတယ်အဲ့တော့ငွေကတော့ရေလိုချင်းချင်နေတယ်ပေါ့နော်သူကသူ့ရဲ့ flow နဲ့သူတဲ့သူ့ဘာသာသူလေးပေါ့နော်စီးစင်းသွားနေရပါတဲ့မဟုတ်တာကိုတဲ့ခံတိုင်းရမယ်ဆိုရင်တော့အမှန်တရားနဲ့အင်အားနဲ့ရေကပေါ့နော်ရေကသူ့ဟာနဲ့သူသွားနေရစီးစင်းနေရဒါပေမဲ့တကယ်ကြရင်ရေကအရင် strong ဖြစ်တယ်ကမ္ဘာပေါ်မှာဆိုရင်ရေရဲ့ဟိုပမာဏက3ပုံ2ပုံရှိရပေါ့နော်အဲ့လိုပဲသမုဒ္ဒရာတွေမှာဆိုရင်လည်းကမ္ဘာပေါ်မှာ4ပါတယ်ဆိုတဲ့အရာအကုန်လုံးကိုသူကထမ်းထားနိုင်တယ်ကွာရေကဒါပေမဲ့ရေကြောင့်ပဲပျက်စီးသွားတယ်ရေကြောင့်ပဲ तू ကအင်အားရှိရပေါ့နော်ရေကအရင် strong ဖြစ်တယ်ပေါ့အဲ့လိုမျိုး तू ကပြတ်ထားတာပေါ့နော်အဲ့တော့တဲ့ဘုံမှာပေါ့နော် तू က3ချက်ပြောထားတယ်ရှင်နေမတောက်ပါတဲ့နောက်တစ်ခုကကြတော့ရေကူးပါပေါ့နော်နောက်တစ်ခုကကြတော့ជីလိုနေပါတဲ့ဆိုပြီးဆမ်မမှာထားပါတယ်ရှိရတဲ့ជីလင်တဲ့စိတ်ဟိုရေလိုမျိုးပေါ့နော်ကိုယ့်ရဲ့စိတ်ကជីလင်တဲ့စိတ်ဖြစ်အောင်ကိုကနေထိုင်ခြင်းနဲ့ပို့လို့ပါတယ်တဲ့အဲ့ဒီပြတ်ထားပါရဲ့အဲ့တော့ငွေကဒီနေ့ပေါ့နော်ဒီနေ့လေးမှာဒီပေါ့ J7 လေးမှာပဲငွေကရက်လိုက်ပါမယ်နောက်နေ့မှာလည်းငွေအဆင်ပြေအားရဆိုရင်စာအုပ်လေးကိုဆက်ဖက်ပြီးတော့ငွေကရှင်းပြပြီး sharing လုပ်ပေးပါအောင်ရှင်အားလုံးကျေးဇူးများတင်ပါတယ်နောက်ပြီးမှပြပြတော့လေတတ